စာဝဲတစ်ဖက်ကနေပုံတန်းနေရာတန်းချက်လက်မှတ်တကူကိုစီတွန်းပေါ်လိုက်တယ်လို့မြင်အောင်ကြည့်လိုက်ပါလားရှင်မြန်မာငွေနဲ့ဆိုဘီလီယံပေါင်းများစွာပဲနော်တကယ်ကိုမတ်လောက်ဆရာပမာဏကြီးဗျာဟုတ်တယ်လေတာမန်လူတွေဆိုရင်စဉ်းစားတော့မနေပဲချက်ချင်းလက်ခံလိုက်မယ်ပမာဏမျိုးရောလို့ဒါပေမဲ့ဒီချက်လက်မှတ်ကိုပြန်တွန်းထုတ်ပြီးညင်းပယ်ခဲ့တဲ့လူတယောက်ရဲ့ခေါင်းထဲမှာဘာတွေရှိနေမလဲဆိုတာတကယ်ကိုလေ့လာစရာကောင်းပါလေတကယ်ကိုရှားပါတဲ့စိတ်သက်ဗျာငွေကြေးဆိုတဲ့မျက်မှောက်ကအလုံးကြီးမားတဲ့ဆွဲဆောင်မှုကိုကြော်လွန်ပြီးတော့ပုံမနဲ့ရှိုင်းတဲ့ကိုယ်ပိုင်ရည်မှန်းချက်ကိုမြင်နိုင်စွမ်းရှိဖို့ဆိုတာအမတန်ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတစ်ခုပဲပေါ့နော်ဒါဟာရုပ်တရားခန်းစားချက်နဲ့လွယ်လွယ်ချလိုက်တဲ့ဆုံးဖြတ်ချက်မျိုးလုံးဝမဖြစ်နိုင်ဘူးဗျာ။ဒါကြောင့်ကျမတို့ဒီကနေ့အသေးစစ်လေ့လာသွားမယ့်အကြောင်းအရာကတော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းတယ်ရှင်။ The Diary of a CEO ကနေထုတ်ပေါ်ခဲ့တဲ့ Manchester United အသင်းခေါင်းဆောင် Bruno Fernandes ရဲ့ interview အသေးစိတ်ကိုဆွေးနွေးသွားကြမယ်။ဟုတ်ကဲ့ဆိုတော့ဒီ interview ကဘောလုံးအကြောင်းကြီးပဲတတ်မဟုတ်ဘူးပေါ့။လုံးဝမဟုတ်ဘူးရှင်။ထိတ်တန့်အဆင့်စွမ်းဆောင်ရည်တွေအဖွဲ့အစည်းယဉ်ကျေးမှုတွေပြင်းထန်တဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ဖြေရှင်းပုံနဲ့တန်ဖိုးဖြစ်မရတဲ့ခိုင်မာတဲ့သစ္စာဆောင်တည်မှုတွေအကြောင်းဖြစ်နေလာကိုတွေ့ရတယ်။ဒီဆွေးနွေးမှုကနေတဆင့်လဲလူတယောက်ရဲ့လက်ရှိဆုံးဖြတ်ချက်တွေဟာသူ့ရဲ့နောက်ခံကြီးပြင်းလာမှုတွေမိသားစုအတိုင်းဝိုင်းနဲ့ဘလို့နဲ့ရှိုင်းဆက်ဆက်နေလဲဆိုတဲ့ပုံမကျပြင်းတဲ့စိတ်ပညာရှုထောင်တွေကိုမြင်တွေ့ရမှာပါဗျာ။စိတ်ဝင်စားစရာအကောင်းလုံးကဒီလိုပေါင်ထန်းနေလာကိုတော့ညင်းနိုင်တဲ့စိတ်သက်ဘယ်ကစလဲဆိုတာပဲနော်။ကလေးဘွားကိုပြန်ကြည့်နေသူ့ဖေကလုံးဝချီကျူးလေးမရှိတဲ့သူတယ်ရှင်တကယ်လုံးဝကိုမကြီးကျူးကြလာဗျာဟုတ်တယ်ရှင်စာမျိုးဝဲမှာကိုဆက်ရှိမှတ်ရရင်တော့ကျင်းနဲ့မနေပဲလိုအပ်နေတဲ့နှုတ်မှတ်ဘေးရောက်တော့လဲဆိုပြီးအမြဲတောင်းဆိုတတ်သူမျိုးတဲ့တော်တော်လေးတင်းကျပ်တဲ့ဖခင်မျိုးပဲနော်ဟုတ်ပါတယ်ဘောလုံးပွဲမှာ3ဂိုးသွင်းနိုင်ရင်တော့အမားတွေကိုပဲထောက်ပြတတ်တဲ့ခဏလေးဒီနေရာမှာကျွန်မဝင်ထောက်ချင်တာကစိတ်ပညာဆောက်တူများများမှဆိုရင်ဒီလိုမျိုးအမြဲတမ်းအပြစ်ရှာတတ်တဲ့မိဘတွေကကလေးကိုကြီးမားတဲ့စိတ်တန်ရာရစေတယ်လို့ဆိုကြတယ်လေမှန်တယ်ယုံကြည်မှုပျောက်ဆုံးစေတတ်တယ်ပေါ့နော်ဟုတ်တယ်ဆိုတော့အဲ့ဒီလိုငယ်ဘူးဝမျိုးကကလေးတယောက်ကိုစိတ်တက်ကြတိတ်နေမကြောစေဘူးလားရှင်ဒီလိုရှိတယ်ဗျတာမန်90%သောကလေးတွေအတော့အဲ့ဒီလိုစိတ်တန်ရာဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ဒီကိစ္စမှာတော့အဲ့ဒီတင်းကျပ်မှုကကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာကာကွယ်စေတခုဖြစ်သွားတာကိုတွေ့ရတယ်ဗျစိတ်ပိုင်းဆိုင်ရာကာကွယ်စေသဘောတရားလေးနည်းနည်းရှင်းကြပါလားရှင်နေလိုဗျာနေစင်ကလေးကကိုယ့်အရေးကြီးဆုံးအနည်းဆက်ဆုံးလူစီကနေအပြင်းထန်ဆုံးဝေဖန်မှုတွေကိုအမြဲကြုံတွေ့ပြီးကြော်ဖြတ်လာနိုင်ခဲ့တယ်ဆိုပါစို့ဟုတ်ကဲ့ကြီးလာလို့ကဘာကျော်ကစားသမားတယောက်ဖြစ်လာချိန်မှာပရိသတ်တန်ပေါင်းများစွာမီဒီယာသတင်းစာဆရာတွေအပြင်းထန်တဲ့ဝေဖန်တိုက်ခိုက်မှုတွေဆိုတာသူ့တဲ့ဘာမှမဟုတ်တော့ဘူးလေကိုခါအပြည့်အဝရနေပြီသဘောပေါက်ပြီအဲ့ဒီဝေဖန်မှုတွေကြောင့်အလွယ်တကူစိတ်တကြမသွားတော့ပဲကြိုတင်တိဆောက်ပေးတာဖြစ်သွားတာပေါ့နော်အတိအကျပဲဗျယောဂပေါ်အနှဲငယ်ကိုခန္ဓာထဲကြိုတွင်းပြီးကိုခါတိဆောက်တယ်လို့မျိုးပေါ့ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ကြိုတိရင်းနှီးစေလိုက်တဲ့သဘောဗျနောက်ထပ်အန်ပြောစရာတစ်ခုကအသက်9နှစ်ရွယ် FC Investor Club မှာကလေးကအသက်9နှစ်ရွယ်ကလေးတွေနဲ့ယောဂဆိုင်ခဲ့ရတာတဲ့ရှင်9နှစ်ရွယ်က9နှစ်ရွယ်တွေနဲ့ဆိုတော့ခန္ဓာကိုယ်ချင်းမြိုက်กว่าတယ်နော်အရန်กว่าတာပေါ့ရှင်ဒါပေမဲ့ကိုယ့်ထက်အသက်ကြီးလူကောက်ကြီးရဲ့သူတွေကိုကြောက်ရွံ့မှုလုံးဝမရှိပဲအားကုန်ဝင်ဖြတ်တက်လို့ဒိုင်လူကြီးတွေကတော့လူစားလဲပလုံးခဲ့ရတယ်တဲ့ဟာတကယ်ကိုအကြောက်အလန့်မရှိတာပဲဟုတ်တယ်ဒီအချက်ကိုလေစီးပွားရေးလောကကစွန့်ဦးတီထွင်လုပ်ငန်းငယ်လေးတွေလေ startup ဒီနဲ့ရှင်ကြီးလို့ရမလားပဲရှင်ရတာပေါ့ဗျာ startup လေးတွေဟာဈေးကွက်ထဲဝင်လာရင်ကိုယ့်ထက်အရင်အမြင့်ကြီးမားတဲ့နှစ်ပေါင်းများစွာရည်တည်နေတဲ့ corporation ကြီးတွေကိုရှင်းပြရတာကိုဟုတ်ပါတယ်အဲ့ဒီတော့ကိုကနေရာတခုရချင်ရင်တမားယုတ်ကြနီလန်နေနဲ့တွားရှင်လို့မရဘူးလေအသက်9နှစ်ဝေက9နှစ်ဝေကိုရင်ဖုဆိုတာခိုခန္ဓာချိုးစားရမထင်နိုင်ဘူးဗျာဒါဆိုဘလို့ရှင်းမလဲရှင်အဲ့ဒီတော့ရန်လိုမှုမြန်ဆန်မှုကြောက်ရွံ့မှုကဲမတ်မှုဆိုတဲ့လက်နက်တွေကိုတုံးရတော့တာပေါ့ဒါဟာရှီရင်ဆွဲချင်ဒီကိုဖောက်ထွက်တဲ့စိတ်တက်ပဲဗျာနောက်ပိုင်းအီတလီကလပ်ယူဒီနီစီကိုရောက်တော့မန်နေဂျာဂွိုင်ဒိုလင်းကပါဒီကြောက်ရွံ့မှုကင်းတဲ့စိတ်တက်ကိုအားပေးပုံထွင်းလိုက်တော့ပူပြီးခိုင်မာတဲ့ဥမီကြီးဖြစ်သွားတာပေါ့စိတ်ပိုင်းဆိုင်ရာတန်ချက်ကအင်ဂျီကြီးဝတ်ထားသလိုကြန့်ခိုင်နေပြီဆိုတာတော့လက်ခံနေရှင်ဒါပေမဲ့စဉ်းစားကြည့်ပါအောင်ခက်တာကလူတယောက်ဟာအဲ့ဒီလောက်စိတ်သက်မှာကြောလွန်းနေရင်လေမာနကြီးပြီးတခြားလူတွေကိုဖိနှိပ်တတ်တဲ့အစိတ်သင်ခေါင်းဆောင်မျိုးထည့်သွားတတ်တယ်လေဟုတ်တယ်အဲ့ဒါအန္တရာယ်ရှိတဲ့ချက်ပဲဗျ
ဆိုတော့ Bruno က Manchester United လို့ကမ္ဘာအကြီးဆုံးဖိအားအများဆုံးဖွဲ့စည်းကြီးတဲ့ကိုရောက်သွားတဲ့အခါအဲ့ဒီထောင်ချောက်ထဲကိုမကြရောက်အောင်ဘယ်လိုရှောက်လဲခဲ့တယ်လဲရှင်အဲ့ဒီမေကုံရဲ့အပြေကအဖွဲစည်းယဉ်ကျေးမှုကိုသူဘလောက်နားလည်ထားလဲဆိုတာမှရှိတယ်ဗျာသူက supporting club ကနေ Sporting ကိုတွားဖို့အရင်နီးစပ်ခဲ့ပြီးမှအပြောင်းရိပ်ပြတ်သွားတယ်နောက်ပိုင်းမှာသူ့ရဲ့အိမ်မက်ချက်တဲ့ Man U အသင်းကကမ်းလှမ်းလာချိန်မှာဇနီးချစ်သူနဲ့အတူအဝိဗီဒိုထဲမှာဝင်ပြီးဝမ်းသာလုံးစုံငိုကြွေးခဲ့ရတဲ့အထိဖြစ်ခဲ့လဲဆိုတာတွေ့ရမယ်။အော်တကယ်ကိုစိတ်လှရှားစရာပဲเนาะ။အဲ့ဒါကသူ့ရဲ့အိမ်မက်အပေါ်ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာပြတာပဲ။ဟုတ်တာပေါ့ဗျာ။ဒါနဲ့မဲ့သူရောက်တော့တဲ့အချိန်က Ferguson ခေတ်တော်အသင်းရဲ့အခြေအနေအရင်ရင်းရိုင်နေတဲ့အချိန်ဟိုလေတည်ငြိမ်မှုလုံးဝမရှိတဲ့ကာလကြီးဖြစ်နေတာကိုအဲ့ဒီလို Frofier ဖြစ်နေတဲ့အဖွဲ့အစည်းတွေဝင်လာချိန်မှာသူကင်ဆွဲခဲ့တာကအခြေခံလေးစားမှုပဲလေရှင်အခြေခံလေးစားမှုဆိုတော့ဘယ်လိုမျိုးလဲဗျာကစားသမားအချင်းချင်းနေတင်မကဘူးရှင်တန်ရှင်းရေးဝန်ထမ်းစားဖို့မှုစတဲ့နောက်ွယ်ကလူတွေကိုပါတန်းတူလေးစားဆက်ဆံတဲ့ဘာလို့လဲဆိုတော့သူ့ရဲ့မိခင်ကိုယ်တိုင်ကတန်ရှင်းရေးဝန်ထမ်းတူဖြစ်ခဲ့ဘူးလို့ပဲနေမှာပေါ့ဟုတ်တယ်ရှင်အတိအကျပဲသူကအိမ်အကူကိုမလေးမစားလုပ်ကြမျိုးကိုသူ့ကလေးတွေကိုဘယ်လုံးမှခွင့်မပြုဘူးလို့ဆိုတယ်တကယ်ကိုလေးစားစရာအဆင်တာပဲဗျာဒါပေမဲ့ခဏလေးရှင်ကျွန်မတွေးမိတာကကွင်းထဲမှာဂိုးသွင်းဖို့တာဝန်ယူထားတဲ့သူတယောက်ကတန်ရှင်းရေးသမားကိုပြုံးပြနှုတ်ဆက်တာကအတင်းရဲ့နိုင်ကွဲပေါ်ဘယ်လိုလုပ်တိုင်းလဲတက်ရောက်မှုရှိနိုင်မှာလဲတချို့ကဒါဟာအပေါ်ယံဟန်ပြတက်လို့မြင်နိုင်တယ်လीအပေါ်ယံလုံးဝမဟုတ်ဘူးဗျာအဲ့ဒီယန်တရားအလုံးလုံးပုံကို Apple ရဲ့နာမည်ကြီးဒီဇိုင်နာ Johnny Ive ပြောခဲ့တဲ့စကားနဲ့ချိတ်ဆက်ကြည့်လို့ရတယ်သူကဘယ်လိုပြောခဲ့လို့လဲရှင်သူက group ဆိုင်မှုဆိုတာမျက်စိနဲ့မမြင်ရပေမဲ့နေရာတနေရာကိုရောက်တာနဲ့ခံစားသိရှိနိုင်တဲ့လေရုတွေကအရာတစ်ခုဖြစ်တယ်တဲ့။အော်နားလည်ပြီ။အဖွဲ့အစည်းယဉ်ကျေးမှုဆိုတာညံရံမှာကတ်ထားတဲ့စာတန်းဒီမဟုတ်ဘူးပေါ့။ဟုတ်တာပေါ့ဗျာ။ယုံခန်းထဲဝင်လာတဲ့ CEO ကအဲ့ကျိုဝန်ထမ်းကိုဘယ်လိုဆက်ဆံတယ်လဲဆိုတာနဲ့စတာ။ Menu အသင်းရဲ့ Gandaway Manager ကြီး Sir Alex Ferguson ခေတုံးကအဖြစ်အပျက်တစ်ခုရှိခဲ့ဘူးလေဗျာ။ဟုတ်ကဲ့ဗာများလဲရှင်။အသင်းရဲ့အောက်ခြေဝန်ထမ်းဖြစ်တဲ့တက်ကြီးရဲ့အမျိုးသမီးတအုပ်ကပရိဟိတရမဝင်တဲ့အတွက်ဘောလုံးပေါ်မှာကစားသမားတွေကိုလက်မလိုက်ထိုးခိုင်းတာအဲ့ဒါကိုညှင်းလိုက်တဲ့ကစားသမားတွေကို Ferguson ကမီးပွင့်မတက်တော်စားတကြီးစုပူကြီးမောင်းခဲ့ဦးတယ်တကယ်လားအဲ့လောက်ထီတောင်းမယ်လားဟုတ်တယ်ဗျအောက်ခြေဝန်ထမ်းတွေကိုတန်ဖိုးမထားတဲ့သူဟာအသင်းရဲ့အင်ဂျီကိုဝတ်ဆင်ခွင့်မရှိဘူးဆိုတဲ့သဘောပဲယဉ်ကျေးမှုဆိုတာအဲ့လိုအသေးဝဲလေးတွေကနေအုတ်မြစ်ချတာဗျအော်ဒီသဘောတရားကတော်တော်လေးနှက်ဆိုင်နေနော်ကြီးမားတဲ့ corporation ကြီးရင်မှာဆိုရင်တာဝန်တွေခွာခြားပဲမြအဖွဲ့လေးတစ်ခုလုံးချောင်းမွေးစွာလက်ပတ်နိုင်မှုကလူတိုင်းရဲ့ပုံမူကြည့်နေတာကိုမှန်တာပေါ့အလုံးကျုံမှုရသွားတဲ့သဘောပဲငါကလူသားတယောက်အနေနဲ့တန်ဖိုးထားတယ်လို့ခံစားရင်လူတွေကသူတို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုထုတ်ပြချင်လာကြတယ်လေကောင်းပြီရှင်အဖွဲ့အစည်းယဉ်ကျေးမှုကိုကိုလိုက်အောက်ခြေကနေပြန်တိဆောက်တယ်ဆိုပါစို့ဒါပေမဲ့အထက်ပိုင်းစီမံခန့်ခွဲမှုကအများအားပြောင်းလဲနေမယ်ဆိုရင်ရောအဲ့ဒါကတော်တော်လေးစိန်ခေါ်မှုကြီးတယ်ဗျာဘလို့တောင်းလဲဆိုရင်Bruno ခါမန်ယူအသင်းမှာမန်နေဂျာ61တိကြုံခဲ့ရတယ်လေရှင်မန်နေဂျာတစ်လာတိုင်းနီးစနစ်တစ်လူသစ်တင်နဲ့တွန့်ရကနေပြန်ဆရတာပဲလေကိုအလုပ်ကိုဘလောက်ကျွမ်းကျင်သူထဲတစ်လာတိုင်းကိုစွမ်းရည်ကိုအသေးပြန်ပြနေရတာတော်တော်ပင်မတတ်ကြီးစားဗျာအရန်ကိုပင်မတာပေါ့အဲ့ဒီလောက်မတည်ငြိမ်တဲ့အချိန်ဒီမှာလူတစ်ယောက်ငင်းနဲ့စိတ်တက်ကြမသွားဖို့ဘလို့တောင်းခံမလဲသူကတော့မန်နေဂျာအဖို့ဘလို့ပဲသဘောထားကွက်လွတ်ပါစေခိုင်းတဲ့အကိုင်ဒီရခိုင်တော့အပြေးဝလိုက်နာတယ်လို့ဆိုရရှင်အဲ့ဒါက professional ပြီးသမှုရဲ့အမြင့်ဆုံးအဆင့်ပဲဗျစနစ်တီပြောင်းလဲနေချိန်မှာတည်ငြိမ်မှုကိုရှားထွေဖို့ဆိုတာပြင်ပအခြေအနေပေါ်မူဒီလိုမရဘူးလေကိုပိုင်းအခြေခံမှုတွေအပေါ်မှာပဲရက်တည်ရတာဗျအေးကိုပိုင်းအခြေခံမှုဆိုတာကောင်းတယ်နော်စိတ်ဝင်စားစရာကောင်းတာက Michael Carrick ယာယီ manager ဖြစ်လာချိန်မှာအဲ့ဒီအခြေခံမှုတွေကိုလွတ်လပ်ခွင့်နဲ့ဘလို့ပေါင်းဆက်ပေးခဲ့တယ်လဲဆိုတာပဲဗျဟုတ်ကဲ့ဘလို့လုပ်ပေးခဲ့လဲရှင် Carrick ကစားသမားတွေကိုစိတ်ရုပ်တယ်လို့နေရာတိကျသတ်မှတ်ပြီးကြိုးဆွဲချဲလဲတာမျိုးမလုပ်ဘူးဗျအခြေခံလမ်းညွှန်မှုပဲပြီးပြီးကွင်းတွေကအပြောင်းလဲတွေပေါ်မူတည်ပြီးကိုယ်တိုင်ဆုံးဖြတ်ချက်ချခွင့်ပေးခဲ့တယ်။အော်ဒီနေရာမှာ Bruno ရဲ့ကစားဟန်ကိုကြည့်ရင်ဆုံးဖြတ်ချက်ချတဲ့ပုံစံကတော်တော်လေးအန်ဒယ်များစွန့်စားမှုများတာကိုတွေ့ရတယ်ရှင်။ဟုတ်တယ်သူကတော်တော်လေး risk ယူတဲ့ကစားသမားမျိုးဗျ။သူရဲ့ပေးပို့မှု၄ချိန်လောက်လွဲချော်နိုင်ပြီးမဲ့ဟိုလေစက်ချင်အောင်မြင်တာနဲ့ကိုရနိုင်ပဲစွန့်စားမှုနဲ့အကျိုးမြတ်တွက်ချက်မှုမျိုးပေါ့နော်။ဒါစီးပွားရေးလောကက venture capital လိုမျိုးယင်းနှမြုံနှံမှုလုပ်ငန်းစဉ်တွေနဲ့တွားတူနေတယ်အတီးကြပဲဗျာ VC တွေကလုပ်ငန်း10ခုမှယင်းနှမြုံနှံလိုက်ရင်9ခုကရှုံးသွားနိုင်ရင်လေဟုတ်တယ်ဒါပေမဲ့အောင်မြင်သွားတဲ့စခုကအရာအလုံးကိုပြန်လဲကာမိစေပြီး
အကျိုးအမြတ်အဆက်မတန်ပြန်ရစေတဲ့သဘောတရားမျိုးပေါ့ရှင် ဒါပေမဲ့ဒီနေရာမှာကျွန်မနည်းနည်းတဘောမတူချင်ဘူး ။ဘာများလဲဗျာ အဖွဲ့သားတဲ့အားလုံးကဒါဒီလိုကြီးမားတဲ့စွန့်စားမှုတွေကြီးပဲလုံနေမယ်ဆိုရင်အတင်းရဲ့ဟန်ချက်ပြက်ပြီးပြိုကွဲမတွားနိုင်ဘူးလားစီးပွားရေးမှာလူရန်က VC လုံးနေစီးပွားရေးစနစ်ကြီးပြိုကျသွားမှာပေါ့မှန်တယ်ဗျာအဲ့ဒီချက်ကတကယ့်ကိုအထီးကကြတယ်လူတိုင်းစွန့်စားနေလို့မရဘူးလေအဖွဲ့အစည်းတစ်ခုမှာစွန့်စားတဲ့သူရှိတယ်လို့လုံခြုံရေးယူပေးမဲ့သူလည်းလိုတယ်ဗျာ ဘောလုံးကွင်းထဲမှာဆိုရင်တော့ရှင် ဘောလုံးကွင်းထဲမှာဆိုရင်ကိုဘီမင်းနုတမော့ကာစမရိုလို့ကစားသမားမျိုးတွေကလုံခြုံရေးကွန်ရက်တီးပဲဗျာ ။အော်သူတို့ကဘောလုံးမပြတ်အောင်အမားအရွယ်မရှိအောင်ထိန်းထားပေးတဲ့သူတွေပေါ့လို့ ဟုတ်တာပေါ့အဲ့ဒီလိုထိန်းထားပေးတဲ့အတွက်ကြောင့်ဒါ Bruno Lu Furnition တွေကစိတ်အေးချမ်းသာစွာနဲ့စွန့်စားခွင့်ရရှိတာဗျာဒီလိုဟန်ချက်ညီမှုရှိမှဒါအဖွဲ့အစည်းရန်တရားကြီးလက်ပတ်နိုင်တာလေ ဟုတ်ပြီဒါမဲ့အဲ့ဒီလိုစွန့်စားနိုင်ဖို့ဆိုတာလေရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအမြင့်ဆုံးအစ်စ်မှာကြံ့ခိုင်နေမှရတာမျိုးမဟုတ်လားရှင် ဒါပေါ့ဗျာ ဒါကြောင့်လေ तू ကပွဲကစားချိန်နောက်ဆုံးမိနစ်နဲ့စတေမှာဦးနှောက်နဲ့ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်နေချိန်အမားအယွင်းမရှိအောင်လေ့ကျင့်ရေးဆင်းချိန်မှာပင်ပန်းနေတဲ့အချိန်တွေမှာပါတမင်တက်တဲ့ထမှန်လေးလေ့ကျင့်လေးရှိတယ်ဆိုတယ် အဲ့ဒါတကယ်မလွယ်တဲ့ကိစ္စဗျာ ပင်ပန်းနေချိန်မှာဆုံးဖြတ်ချက်မှန်ကန်အောင်ဦးနှောက်ကိုလေ့ကျင့်တဲ့တာဟာတကယ်ကိုအဆင့်မြင့်တဲ့ဇီဝကမ္မပိုင်းဆိုင်ရာပြင်ဆင်မှုတစ်ခုလို့ပြောလို့ရတယ်ရှင် ပင်ပန်းနေချိန်မှာလူတွေကအလွယ်ဆုံးလမ်းကိုပဲရွေးတယ်ကြတာတဘာဝပဲလေဒါပေမဲ့အဲ့ဒီလိုအခြေအနေမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင်လေ့ကျင့်ထားတာကမှတကယ်ခေါင်းဆောင်မှုရည်သွေးပဲဗျာ ဟုတ်ပါတယ် ပြီးတော့ manager Eric Tanthak ကအချက်လက်ဒီပြပြီး go area အပြင်ဘက်ကနေကန်သွင်းတာတွေ short ချဖို့အကြံပေးတာကိုလည်းသူကလက်ခံခဲ့တယ်ဗျာ ကိုကအတင်းခေါဆောင်ဖြစ်နေရင်တောင်အချက်လက်အမှန်လို့အခြေခံပြီးပြောင်းလဲရဲတဲ့တတိရှိတာကိုပြတာပဲနော် မှန်တယ်ဗျာ ဒါမဲ့ရှင်ဒီလိုကြီးမားတဲ့စွန့်စားမှုတွေလုပ်လာပြီဆိုရင်အမားရွေးနေလေရှိလာမယ်လေအဲ့ဒီခါဝေဖန်မှုတွေကလည်းမုံတိုင်းလိုဝင်လာတော့တာပဲ အဲ့ဒါကတော့ရှောင်လွယ်လို့မရတဲ့ပိုင်းပဲဗျာ ဥပမာနာမည်ကြီးကစားသမားဟောင်း Ryan King က Bruno ကိုဂိုးသွင်းဖို့ထက် assist လုပ်ဖို့ပဲအာရုံစိုက်နေလေဟိုလေကိုကျိုးရှာတယ်ဆိုပြီးဝေဖန်ခဲ့တဲ့ကိစ္စရှိတယ်ရှင်တကယ်တမ်းကျတော့ Bruno ကကိုပိုင်မှတ်တမ်းထက်အတင်းဖလာရဖို့ကိုသာအဓိကထားတဲ့သူပါသူမပြောခဲ့တဲ့စကားတွေကိုမီဒီယာပေါ်မှာလုတ်ကြံပြောဆိုခံရတာ တော်တော်လေးစိတ်ဆိုးစရာကောင်းတယ်နော် ဟုတ်တယ်ဒီနေရာမှာစဉ်းစားစရာဖြစ်လာတာကလူတွေဟာဘာလို့အကြက်အလက်အမှန်တွေထက်မီဒီယာပေါ်မှာလုတ်ကြံဖန်တီးထားတဲ့ဇလန်းတွေကိုပို့ပြီးယုံကြည်ချင်ကြတာလဲရှင် အဲ့ဒါကလူသားတွေရဲ့ဦးနှောက်အလုံးလုံးပုံကဇလန်းတွေပฏิပက္ခတ်တွေကိုပိုပြီးဆွေးဆောင်မှုရှိအောင်လက်ခံတတ်လို့ပဲဗျာချောက်တွေ့တဲ့ကိန်းကနန်းအချက်လက်တွေထက်လူတယောက်ကိုအပြစ်တင်စရာဇလန်းကပိုပြီးရောင်းပန်းလာတယ်လေ အော်တရေမီဒီယာတွေကလည်းဒါကိုတီးတဲ့အထက်အငင်းပွားဖွယ်ရာအတောင်းအရာတွေကိုတမင်ဖန်တီးကြတာကောနော် ဟုတ်တာပါဗျာဒါပေမဲ့အရေးကြီးတာက Bruno တုံ့ပြန်ခဲ့တဲ့ပုံစံပဲဗျာသူကဝေဖန်တာကိုလက်ခံပေမဲ့လူကြံပြောက်ဆိုတာကိုတော့လုံးဝလက်မခံဘူး တိုးတော်လဲဒေါတာတကြီးနဲ့အပြန်လန်တိုက်ခိုက်တာမျိုးမလုပ်ပဲစိတ်ခံစားမှုကိုအပြည့်ဝထိန်းချုပ်ပြခဲ့တယ်ဗျာ တကယ်ကိုရင်းကျက်တာပဲရှင်ခေါင်းဆောင်မှုအပိုင်းမှာလည်း Maguire စီကနေအတင်းခေါင်းဆောင်လက်ပတ်ကိုရွဲပြောင်းရယူခြင်းပါဟိုလေ Maguire စီကိုအရင်ဆုံးကိုယ်တိုင်တော့ရောက်စကားပြောပြီးလေးစားမှုပြသခဲ့တယ်လို့သိရတယ်ဒါဟာ PR တွေကြားထဲကရင်းကျက်တဲ့ခေါင်းဆောင်တယောက်ရဲ့လုပ်ရက်ပဲပေါ့နော် မှန်တာပေါ့ဗျာ အခုဆိုရင်ကမတို့စကားစားခဲ့တဲ့ပေါင်းတန်းတရားတန်းအချိုးကွေစီကိုပြန်ရောက်လာပြီရှင်အရှိအလဲပိုင်းကနေဒေါ်လာတန်းရာခီတန်ကြီးရှိတဲ့ကမ်းလှမ်းမှုလာချင်းမှာသူကမိသားစုနဲ့တိုင်ပင်တယ်အဲ့ဒီအချိန်မှာဇနီးတွေကရှင်းရှင်းလေးပဲမေးလိုက်တယ်လေရှင် ဘယ်လိုမေးလိုက်တတ်လဲဗျာ ကိုယ့်အိမ်မက်တွေပြည့်ဝတ်သွားပြီလားတဲ့ အဲ့ဒီမေကွန်ကအရန်ကိုအစွမ်းထက်တယ်ဗျာငွေချင်းနဲ့အောင်မြင်မှုကိုဘယ်လိုတိုင်းတာမလဲဆိုတဲ့အဓိကအနှစ်သာရကိုထိသွားတာပဲ တကယ်ပါပဲရှင် လူတွေကငွေချင်းနောက်ကိုလိုက်ရင်ကိုယ့်ရဲ့မူလအိမ်မက်တွေကိုမေ့သွားတတ်ကြတယ်လေဇနီးတဲ့မေကွန်ကပိုက်ဆန်ထက်ငယ်ဘွားအိမ်မက်နဲ့မိသားစုတန်ဖိုးကိုပုံမအလေးထားဖို့သူ့ကိုသတိပေးလိုက်တာပဲဗျာ သူကပြည်တွင်းဖလားလို့အပြင်ပေါ်တူဂီအတင်းနဲ့အတူကမ္ဘာဖလားရာယူဖို့အိမ်မက်နေဆဲလို့ဆိုတယ်လေငွေချေးဆိုတာအတိုင်းရတစ်ခုအထိပဲတောင်းလို့ရပါမယ်ကိုယ့်ရဲ့တန်ဖိုးထားမှုတွေနဲ့ရှင်တန်ရောတဲ့ဘွားရဲ့အသေးပဲကတော့တန်ဖိုးဖြတ်လို့မရဘူးပေါ့ရှင် အတိအကျပဲဗျာ ဒီကနေ့ဆွေးနွေးမှုတစ်ခုလုံးကိုပြန်ခြုံကြည့်ရင်ကလေးဘွားရဲ့တင်းကျပ်မှုတွေကနေရရှိလာတဲ့စိတ်ပိုင်းဆိုင်ရာကာကွယ်စေအောက်ခြေဝန်ထမ်းတွေကိုတန်းတူလေးစားပြီးတိစောက်ကအဖွဲ့အစည်းယဉ်ကျေးမှု
နောက်ပြီးအပြောင်းလဲရကြတဲ့ကစွန့်စားမှုနဲ့အကျိုးမြတ်ကိုမှန်ကန်စွာတွက်ချင်နိုင်စွမ်းပေါ့နော် ဟုတ်ကဲ့ ပြီးတော့ဝေကြေးထက်ကိုယ်ပိုင်အိမ်မက်တွေကိုပုံမိုးမြတ်နိုးတဲ့တိစာစောင့်တည်မှုစတဲ့အလွန်နဲ့ရှိုင်းတဲ့တင်ငန်းစာတွေကိုရရှိခဲ့ပါတယ်ရှင် ဒီအချက်တွေကလည်းဘောလုံးကွင်းစင်းစင်းပေါ်မှာတည်းမဟုတ်ဘူးဗျာရုံးခန်းနေစီဝိုင်းလုပ်ငန်းတွေနောက်ဆုံးကိုယ်ပိုင်ဘဝဖြတ်တတ်မှုတွေမှာပါအခက်ခဲကြုံလာတိုင်းသူညကနေပြန်စရဲတဲ့ဓာတ်တီနဲ့ခိုင်မာတဲ့ယက်တီချက်ကိုတိဆော့ရမှာအများကြီးအထောက်အကူဖြစ်စေမှာပါ ဟုတ်ပါတယ်ရှင် ခေါင်းဆောင်မှုဆိုတာအောင်မြင်နေချိန်မှာရှေ့ထွက်ဖို့တော့မဟုတ်ပဲဖျို့ဖျေးဖြစ်နေချိန်မှာအခြေခံမှုတွေကိုခိုင်ခိုင်မာမာစုပ်ကိုင်ထားနိုင်စွမ်းပဲဖြစ်တယ်ဗျာ ကောင်းပါပြီရှင်ဒီတော့နောက်ဆုံးအနေနဲ့နားဆင်နေတဲ့သူတွေအတွက်စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ကြပါတယ်ကိုယ့်အနေနဲ့လက်ရှိစူးစမ်းနေစေခဲ့တဲ့မပြီးဆုံးသေးတဲ့အိမ်မက်တစ်ခုရှိနေတယ်ဆိုပါစို့အကယ်၍အဲ့ဒီအိမ်မက်ကိုစွန့်လွတ်လိုက်မယ်ဆိုရင်ကြီးမားလာရဲ့ငွေကြေးအမြောက်အများပေးမဲ့ကန့်လန့်မှုတစ်ခုရောက်လာတဲ့အခါမိမိရဲ့အခြေခံတင်ပိုးထားမှုတွေကလွတ်ခတ်မသွားပဲဆက်လက်ရည်တည်နိုင်အောင်ထိန်းထားပေးနိုင်မလားဒါမှမဟုတ်ငွေကြေးရှိမှအယော့ပေးလိုက်မလားပေါ့နော်လူတစ်ယောက်ရဲ့ဘဝမှာကြုံလာနိုင်တဲ့ပုံတန်းတိတ်ဟာတန်စမ်းသပ်မှုဆိုတာဘလို့ပုံစံမျိုးဖြစ်လာနိုင်မလဲဆိုတာကိုတွေးတော့ကြည့်ဖို့တိုက်တွန်းရင်ဒီကနေ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်